ဒါတော့ NEC သွားတဲ့ဆိုတော့လေးဖြစ်ပါတယ်ဒါတော့ကျွန်တော်ပွဲသွားနေတဲ့လမ်းမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပွဲရောက်ပါပြီ event နဲ့ဝင်ချင်း6မိုင်1ဆောင်နေတဲ့ဘဲတို့ရင်တွေ့ရပါတယ်ပြီးရင်တော့ Ruby DD interview နေရာခဏသွားကြည့်ပါတယ်ဒီ work ကြီးအပြင်မှာတော်တော်လေးကိုမိုက်ပါတယ်အဲ့နဲ့ပြီးတော့ကျွန်တော်ပါလာတွေနဲ့ minded စီရဲ့ပွဲသွားကြည့်ပါတယ်အဲ့နဲ့ပဲဂိမ်း1ပြီးတော့ဘာလုံးချင်မရှိရတဲ့ဘယ်လိုစီခဏသွားတယ် after that ကျွန်တော်ဒီပုံပြိုင်တွေ့ရတဲ့ view ရိုက်ခဲ့ပါတယ်အဲ့နဲ့ပြီးတော့ဒီအတိုင်ကြီးသွားဖတ်မှာတခုမှမမိပါဘူးပြီးရင်တော့စကီနဲ့တက်ပုံရိုက်ပါတယ်ပြီးတော့ကျွန်တော်မြားပြစ်တယ်တစ်ချက်မှလည်းမပြီးပါဘူး and this is my favorite cosplayer ပြီးတော့မောင်ဘယ်ရီအိတ်နဲ့ view ရိုက်ပါတယ်ပြီးရင်တော့ဒီဟာလေးခဏကြည့်ပါတယ်ပြီးတော့ကျွန်တော် minus C နဲ့ပေါ်လာတဲ့ game 3တော့ကြည့်ရဲ minus C color fight the grand final and surprise I met with Steven and Ethan ပြီးတော့ final ပွဲမစခင် ED ဖြော်ပြီးတော့ကြည့်ပါတယ်အဲ့ဒါပဲ game 1စရင်မလို့ကျွန်တော် game 1စကြည့်ပါတယ် game 1ကတော်တော်လေးကိုကြည့်လို့ကောင်းပါတယ်အဲ့ဒါပဲကျွန်တော်လည်းနောက်ကျမှဆိုလို့ဆိုပြီးတော့ Barry ကို interview လုပ်ပြီးတော့ပြန်ခဲ့ပါတယ်ဆိုတော့အားလုံးပဲဘာရမှာ